အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကဒီ Instagram မှာနာမည်ကြီးနေတဲ့နေရာလေးကိုကျွန်တော်လိုက်ပြပေးမှာပေါ့နော်ဒီကောင်လေးကဒီစင်ကာပူထဲမှာပဲရှိနေတာဖြစ်ပါတယ်အဲ့တော့ဗီဒီယိုလေးကိုအဆုံးကြည့်ပေးပါ Instagram မှာနာမည်ကြီးနေဆိုတဲ့နေရာကိုလာကြည့်တာဟေးဒီနေရာကိုရှောက်လိုက်ရတာမီတာ820လာဝေး ဒီနေ့မှာတော့ကျွန်တော်က Google Map ထောက်ပြီးတော့ဒီနေရာကိုသွားခဲ့တာပေါ့နော်ဒါပေမဲ့ဖြစ်ရှင်တော့ Google Map ကပြတဲ့နေရာလွဲသွားတာဖြစ်တယ်ကျွန်တော်ကမီတာ820လောက်ကျွန်တော်လမ်းလျှောက်ပြီးတော့သွားခဲ့ရတယ်ပေါ့နော်ဒီနေရာလေးကိုပေါ့နော်အဲ့တော့ဒီနေရာလေးကဘယ်ကအနည်းဆုံးဖြစ်မလဲဆိုတာကိုတော့ကျွန်တော်ဒီဗီဒီယိုလေးမှာပြောပြထားပါတယ်ဒီနေရာလေးကိုသွားဖို့ကျွန်တော်တို့ကကင်မရာကောင်းကောင်းတစ်လုံးစောင့်သွားဖို့လိုပါတယ်ကျွန်တော်တို့ကဒီနေရာလေးကိုသွားဖို့အတွက်ဆိုလို့ရှိရင်ပထမဆုံးဒိုဘီကတ် MRT station ကနေကျွန်တော်တို့သွားမှာဖြစ်တယ်ပေါ့နော် MRT station ကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့က ACP ကနေထွက်လိုက်ပါ ACP ကနေထွက်ချင်းဖက်ဖက်ချမ်းမှာကျွန်တော်တို့လမ်းကူးပြီးတော့တွေ့ရတဲ့အဆောက်အဦတစ်ခုရှိတယ်ပေါ့နော်အဲ့ဒီအဆောက်အဦတွေဝင်သွားမှာဖြစ်ပါတယ်အဲ့ဒီအဆောက်အဦတွေဝင်သွားပြီးရင်ကျွန်တော်တို့ကဒုတိယလွှာကိုတက်လိုက်ပါဒုတိယလွှာရောက်ပြီဆိုတော့ကျွန်တော်တို့ကဘယ်ဘက်ကိုခြူသွားလိုက်ရင်အဆင်ပြေမှာပေါ့နော်ဒုတိယလွှာရောက်ပြီဆိုတော့ကျွန်တော်တို့ခုပြီးလို့မှမြင်ရတဲ့ link to Fort Canning Pass ဆိုတဲ့အတိုင်းကျွန်တော်တို့ကလမ်းကိုလိုက်ပြီဆိုလို့ရှိရင်ဒီဘက်ချမ်းမှာကကျွန်တော်ဒီ sign board လေးကိုတွေ့ရမှာဖြစ်တယ်ပေါ့နော်ဒီ sign board လေးကိုတွေ့ရပြီဆိုရင်ကျွန်တော်တို့ကတွေ့တွေ့ချင်းဘယ်ဘက်ကိုကြည့်လိုက်ပါဘယ်ဘက်မှာကျွန်တော်လမ်းကြားလေးရှိတယ်ပေါ့နော်အဲ့ဒီလမ်းလေးတိုင်းဆင်းသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီနေရာလေးကိုရောက်ပါပြီဒီနေရာလေးမှာကတပ်ပုံရိုက်လို့ရတဲ့ဒီလမ်းကြားလေးရဲ့နောက်တစ်ခုကကျတော့ခုနအကွင်ပေါက်ကြီးပေါ့နော်အပေါက်ကြီးပေါ်မှာကျွန်တော်တို့အပြင်ရှိတာဖြစ်တဲ့အဲ့ဒီနေရာမှာဆိုလို့ရှိရင်တော့တပ်ပုံရိုက်လို့အကောင်းဆုံးနေရာတွေဖြစ်မှာပါဒီကိုသွားမယ်ဆိုရင်ကျွန်တော်တို့ကစိတ်ရှိဖို့လည်းလိုရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီလိုမှာပဲကြည့်လိုက်ပါဒီမှာကျွန်တော်စောင့်ရမယ့်လူကြီးနဲ့တော်တော်နည်းနည်းတော့မဟုတ်ဘူးပေါ့နော်ပေါ်မှာလည်းမော်ဒယ်ရရှိတယ်ပေါ့နော်မော်ဒယ်တွေဒါတရားပြီးတယောက်ပြောင်းသွားတယ်ဒီနေရာလေးကတော့ပြောင်းမသွားဘူးပေါ့နော်ဒီမှာတပ်ပုံရိုက်လို့ရမယ်အကောင်းဆုံး position တွေကတော့ခုနကျွန်တော်တို့ဆင်းလာတဲ့ဒီလေကားလေးရဲ့ပေါင်ပေါ်လက်တန်းပေါ်မှာထိုင်ပြီးတော့ပေါ့နော်ကျွန်တော်တို့ကအောက်ကနေပြီးဖုန်း90 degree စောင်းပြီးရိုက်တာမျိုးပေါ့နော်အဲ့ဒါမျိုးဆိုလို့ရှိရင်တော့ပုံပေါင်းတစ်ပုံထွက်လာမှာပေါ့နော်နောက်တစ်ခုအနေနဲ့ကတော့ကျွန်တော်တို့ဖုန်းကိုပြောင်းပြန်လာလိုက်ပေါ့နော်ကင်မရာမြေကြီးနဲ့ကပ်ပြီးမြေကြီးအောက်ကနေလမ်းပြီးရိုက်တဲ့ပုံစံမျိုးပေါ့နော်အဲ့ဒါမျိုးဆိုလို့ရှိရင်တော့ရမှာပေါ့နော်ဒီကတော့ကျွန်တော်ရိုက်ဖို့စောင့်နေတာပေါ့နော်နောက်ဆုံးကျွန်တော်လည်းအဆင်မပြေရတဲ့အဲ့ဂျူထားလေးရတယ်မရမကကျွန်တော်ဝင်ပြီးရိုက်ခဲ့တာပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်ရဲ့ဒီတွင်းကအပြည့်မပါဘဲနဲ့တော့ပဲပါတာပေါ့နော်ဒါကျွန်တော်မရမကအတင်းဂျူထားတဲ့အနေနဲ့ရိုက်လာတဲ့ပုံစံပေါ့နော်အဲ့တော့အပေါ်မှာတော့မော်ဒယ်နောက်တစ်ယောက်ပြောင်းသွားပြီပေါ့နော်ခုနတစ်ယောက်ကတော့မရှိတော့ပါဘူးအဲ့တော့ကျွန်တော်တို့ကဒီကိုသွားဖို့အတွက်ဗာဒီပြင်ဆင်ရမယ်ဆိုတော့ကင်မရာကောင်းကောင်းတစ်လုံးရှာတာပေါ့နော်နောက်ပြီးတော့ကိုယ်မကြီးမကြီးလိုက်ပြီးတော့တပ်ပုံရိုက်ပေးနိုင်မယ်တကယ်ချင်းတစ်ယောက်လိုပါတယ်ဒါမှမဟုတ်လို့ရှိရင်လည်း stand ပေါ့နော်ဖုန်း stand လို့ခါမျိုးလိုပါတယ်ဒီနေရာလေးကဘာထူးကြလဲဆိုတော့တပ်ပုံရိုက်လို့ကောင်းတယ်ပေါ့နော်ဒါတက်မှလည်းတော်တော်နေတာပေါ့နော်အဲ့ဒီကအများကြီးပဲစောင်းအောင်တန်းစီရမှာပြီးတော့ဒီနားလေးတစ်ချက်ပေါ့နော်တပ်ပုံရိုက်လို့တော့တော်တော်ကောင်းတယ်Okay, let's go. ဒီနားလေးဆိုလို့ရှိရင်တပ်ပုံရိုက်တော်တော်လာမယ်နေရပါတော့ကျွန်တော်ကတော့အဲ့ဒီနေရာတော့တယောက်တည်းဆိုတော့တည်တည်ကြကြတပ်ပုံလုံးရိုက်ဖြစ်ခဲ့ပါဘူးဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲဗီဒီယိုဆုံးပြီးလိုက်ပါကြည့်ရှုပေးတဲ့တယောက်ချင်းကြောင့်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ထုံးစံတဲ့အအောင်ဆိုပါကဲနောက်ဗီဒီယိုလေးမှာတွေ့ကြမယ်